ဟိုးရှေးရှေးတုန်းကအဖိုးတယောက်ရှိလီတယ်သူဟာအိုမင်းမစွမ်းရှိလာတော့မျက်စိတို့ကလည်းဝေဝါနားကလည်းထုံထိုင်းဒူးများကလည်းကွေးညွတ်လို့တုံတုံခိုက်ခိုက်ဖင်းနေရရှာတာပေါ့ကွယ်အဖိုးအိုဟာအဲ့ခန်းစပွဲပေါ်ထိုင်ပြီးအစာစားတဲ့အခါမှာလဲလက်တွေကတုံရင်းနေလို့ဇုံကိုမြင်းမြင်းမကင်နိုင်ပဲအစာတွေဟာစပွဲပေါ်မကြခဏဖိတ်စင်ကြလေရှိတဲ့ကွယ်ဒီအဖြစ်ပြက်တွေကိုတွေးမြင်နေရတာကြာလာတော့အဖိုးအိုရဲ့သားနဲ့ချွေးမတို့ဟာစိတ်ပြက်လျက်ရှိကြတာပေါ့ကွယ်ဒါကြောင့်အဖိုးအိုကိုဧခန်းမှာမထားတော့ပဲမိဖို့ကြောင့်ကတောင်းကနေရမှာထားပြီးဖြစ်တယ်လို့ကြွေးမွေးတဲ့ဂယုမဆိုင်ပဲပြစ်ထားတဲ့သဘောပေါ့ကွယ်သားနဲ့ချွေးမတို့ဟာအဖိုးအိုကိုထမင်းကျွေးတဲ့အခါမှာလဲကျွေးပကံနဲ့မကျွေးပဲမြေခွက်ထဲမှာပဲထည့်ပြီးကျွေးလိရှိတဲ့ကျွေးပြန်ရလဲမဝတဝသာကျွေးလိရှိတဲ့ကွယ်တနာစပွဲကောင်းလာတဲ့အဖိုးအိုဟာသူ့အဖြစ်ကိုတွေးပြီးများစွာဝမ်းနဲ့ကြေကွဲနေတော့တာပေါ့အမြဲလိုပဲသူ့ရဲ့မျက်လုံးတွေဟာမျက်ရည်တွေနဲ့ဆူဆွတ်လိရှိတဲ့တနေ့မှာတော့တုံရင်နေတဲ့အဖိုးအိုရဲ့လက်များကြောင့်အစာစားတဲ့မြေကွက်ကိုခေါင်းစွာမကင်နိုင်ပဲမြေကွက်ဟာအောက်ကိုကြားကွဲသွားရှာတဲ့ဒီခါမှာချွေးမဟာအဖိုးအိုကိုစစ်ဆိုးပြီးစူပူမန်မဲတော့တာပေါ့အဖိုးဟာလေတဆုံတရားပြန်မပြောတာပဲညူးငယ်စွာနေရရှာတဲ့ကွယ်တနေ့မှာတော့အဖိုးဟာအခန်းထုံမှာထိုင်ပြီးသူ့ရဲ့မြေကလေးကိုကြည့်နေရှာတဲ့မြေကလေးဟာတစ်သားချုံတစ်ခုနဲ့တစုံတစ်ခုကိုပြုတ်လုပ်နေတဲ့ကွယ်အဲ့ဒါနဲ့အဘိုးအိုကငါမင်းဘာလို့နေသနည်းလို့မြင်မြန်တဲ့မြေငယ်ကလေးကလည်းအဘိုးကျွန်တော်ကသားခွက်လုံနေပါသည်ကျွန်တော်ကြည်ပြင်းလာတော့အခါတွင်ကျွန်တော်၏မိနာဖကိုထိုတသားခွက်ဖြင့်အစာထဲ့ကျွေးရန်ဖြစ်ပါသည်လို့ပြန်ဖြစ်တဲ့ဒီစကားကိုအဖိုးရဲ့သားနဲ့ချွေးမတို့ကြားလိုက်ကြတဲ့အခါမှာတော့တယောက်မျက်နှာတယောက်လှမ်းကြည့်ကြပြီးအဖိုးပေါ်သူတို့ရက်ဆက်ခဲ့ကြတာတွေကိုတတိတန်ဝေကရကငိုကြွေးကြတဲ့ကွယ်အဲ့ဒီနေ့ကစလို့သူတို့ဟာအဖိုးကိုကောင်းစွာပြုစုလုပ်ကြွေးကြပြီးသက်ဆုံးတိုင်အတူတကွပျော်ရွှင်စွာနေထိုင်သွားကြတဲ့ကွယ်ပုံပြင်လေးကဒါပါပဲကျေးဇူးတင်ပါတယ်ကလေးတို့လည်းဒီပုံမြင်လေးကိုနားလေသိရှိပြီးအသည့်တရားရကြရမယ်နော်ကျေးဇူးရှင်မိနဲ့ဖားကိုအသက်ထက်ဆုံးကောင်းမွန်စွာပြုစုလုပ်ကြွေးနိုင်တဲ့သားသမီးယရနာတွေဖြစ်ကြပါစေလို့ဆုမွန်ကောင်းတောင်းလဲပါတယ်